နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။နိုဝင်ဘာလ14ရက်တောက်ကြနေ့ယေရမိမိတန်းစကားအခန်းကြီး3အခန်းငယ်16မှ26အထိကြောက်စီရကိုကျွေး၍ငါသွားတို့ကိုချိုးတော်မူ၏မိဘပြာနှင့်ဖုံးတော်မူ၏ငါဤဝိညာဉ်ကိုချမ်းသာနှင့်ဝေးစွာရွှေ့တော်မူသောကြောင့်ငါသည်မင်္ဂလာအကြောင်းကိုမေ့လျော့၏သို့ဖြစ်၍ငါသည်ထာဝရဘုရားရှိတော်၌အစွမ်းတတ္တိနှင့်မျှော်လင့်စရာအကြောင်းပြည့်လေပြီဟုဆိုရ၏အကျွန်ုပ်ခံရသောဆင်းရဲညှို့ညင်ခြင်းကို၎င်းဒေါနနှင့်သဲကြည်အည်ကို၎င်းအောက်မေ့တော်မူပါဧကံအမှန်အောက်မေ့တော်မူလိမ့်မည်ထို့သောအကျွန်ုပ်၏စိတ်နှလုံးသည်ဆင်ခြင်၍တတိယသောအခါမျှော်လင့်စရာအခွင့်ရှိပါ၏ထာဝရဘုရားသည်သနာတော်မူ၍ဂရုဏာတော်သည်မကုန်သောကြောင့်ငါတို့သည်ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြ၏နံနက်တိုင်းဂရုဏာတော်အသစ်ကိုခံရကြ၏သစ္စာတော်သည်ကြီးမြတ်ပါ၏ငါဝိညာဉ်၏သဘောဟုမူကားထာဝရဘုရားသည်ငါ၏အဖို့ဖြစ်တော်မူ၏ထိုကြောင့်ကိုယ်တော်ကိုငါမျှော်လင့်ပါ၏ကိုယ်တော်ကိုမျှော်လင့်သောသူနှင့်ကိုယ်တော်ကိုရှာသောသူ၏စိတ်ဝိညာဉ်အားထာဝရဘုရားသည်ကျေးဇူးပြုတော်မူ၏ကယ်တင်တော်မူမည်ဟုမျှော်လင့်လျက်ငြိမ်ဝတ်စွာစောင့်၍နေကောင်း၏ထို့သောအကျွန်ုပ်၏စိတ်နှလုံးသည်ဆင်ခြင်၍တတိယသောအခါမျော်လင့်စရာအခွင့်ရှိပါ၏ထာဝရဘုရားသည်သနာတော်မူ၍ဂရုဏာတော်သည်မကုန်သောကြောင့်ငါတို့သည်ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြ၏ယေရမိမိတန်းစကားအခန်းကြီး3ခန်းငယ်21မှ22ဘုရားသခင်ထိန်ချုပ်ထားသည်ကျွန်တော်ငယ်ငယ်ကအဖေပေါင်မော်ထိုင်ပြီးစတီယာရင်ကိုကင်ပြီးကားမောင်းခဲ့တယ်တကယ်တော့ကျွန်တော်မောင်းတာမဟုတ်ဘူးလေအဖေပဲကားမောင်းနေတာပါအခုချိန်မှာကောင်းကင်ဘုံရှင်ဖဖျားကလည်းအဲ့လိုလိုလုပ်နေတယ်လို့ကျွန်တော်မြင်တယ်ဟုဘန်ကပြောသည်သူ၏ချစ်စနီးမှာမကြာမီကမှကွယ်လွန်သွားပြီးဝမ်းနည်းပူဆွေးမှုများကသူ့ကိုလွှမ်းမိုးနေသည်သို့သောဖျားသခင်သည်အရာရာကိုထိန်းချုပ်နေစေဖြစ်ပြီးသူ့ဘဝအတွက်အကြံအစီကောင်းရှိနေသည်ဟုသူ့အခိုင်အမာသိမှတ်ထားသည်ဝမ်းနည်းမှုများကြားမှဘန်၏ယုံကြည်ခြင်းကဓမ္မဟောင်းကျမ်း၏ရှေ့ပြေလက္ခဏာဖြစ်သည်ပရောဖက်ယေရမိသည်သူ့လူမျိုးအတွက်ငိုကြွေးခဲ့သည်ဣသရေလလူမျိုးတို့ကိုရန်သူများအောင်နိုင်ပြီးကျွန်ပြုတ်ဖန်ဆီးခေါ်ဆောင်သွားရန်ဘုရားရှင်အခွင့်ပေးခဲ့သည်သူ၏ဆူဆူဝါဝါဝမ်းနည်းကြေကွဲရမှုကိုဆင်းရဲညှို့ညင်ခြင်းခါတိမှုကိုပုံဆောင်သည့်ဒေါနနှင့်သဲကြီးအရေးဟု၍ဖော်ပြခဲ့သည်သို့သောဘုရားသခင်၏ကြီးမားသောမေတ္တာဂရုဏာတော်နှင့်သစ္စာတော်သည်သူ့အားဆက်လက်၍မျှော်လင့်ချက်နှင့်ပြည့်စေသည်ရွေးချယ်ခွင့်ရှိမည်ဆိုလျှင်ဖြစ်နိုင်ရင်နာကျင်မှုနှင့်ဆင်းရဲဒုက္ခကိုကျွန်ုပ်တို့ရှောင်ရှားမည်ပင်သို့သောကျွန်ုပ်တို့၏အမြင်ကိုလောကအမြင်အတားအဆီးများကကွယ်ထားသည်လူအပေါင်းတို့ကိုသူ့ထံခေါ်ဆောင်နိုင်၍ဖျားသခင်သည်ဝမ်းမြောက်ခြင်းရောကြေကွဲခြင်းကိုပါအသုံးပြုလျက်လောကကိုထိန်းချုပ်နေကြောင်းအစတွင်ကျွန်ုပ်တို့မမြင်ပါခရစ်တော်ထံဘဝအသက်တာကိုအနှံ့ရာတွင်ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုသူ၏မြတ်တာတော်ပညာတော်နှင့်အလိုတော်သို့ပေးအပ်ခြင်းဖြစ်သည်ဘဝခရီးလမ်းကနာကျင်ရလေအဖဖျားသည်ထိန်းချုပ်ထားစေဖြစ်ကြောင်းအသိ၌ကျွန်ုပ်တို့စိတ်ချငြိမ်ဝတ်နိုင်ပါသည်ယေရမိနှင့်အတူထို့သောအကျွန်ုပ်၏စိတ်နှလုံးသည်ဆင်ခြင်၍တတိယသောအခါမျော်လင့်စရာအခွင့်ရှိပါ၏ဟုကျွန်ုပ်တို့ပြောနိုင်ပါသည်ညီသည့်အခြေအနေတွင်တင်ဘဝကိုနာကျင်မှုနှင့်ကင်းအောင်စ조사ထိန်ချုပ်ရန်သွေးဆောင်ခံရပါသည်။အဖဖျားသည်ထိန်ချုပ်ထားကြောင်းယုံကြည်ခြင်းကညီသည်နှင့်တူပါသည်။ချစ်တော်ဖျားသခင်ကျွန်ုပ်၏ဘဝအသက်တာနှင့်အကျင့်စီများကိုကိုရောထံအနံပါ၏။ညီသည့်အမှုအရာနှင့်ကြုံတွေ့ရပါစေ။ကိုရော၏ကောင်းမြတ်ခြင်းကိုကိုးစားရန်ကျွန်ုပ်အားမဆတော်မူပါ။
သခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏အာမင် နေ့စဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဘုရားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမပြည့်စုံကြွယ်ဝသောဘဝအသက်တာများဖြစ်တည်နိုင်ကြပါစေ။